ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရွှေခေတ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါဗျာနော်ငါကိုမတွေအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာနော်ကဲကိုမတွေနော်ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုမတွေကဲဒီနေ့နော်ညနေ45ဆိုတဲ့ခဏန်းလေးနဲ့မွေးကွက်လေးနဲ့အောင်မြင်ခဲ့ပြီဗျာနော်ကဲနေ့တိုင်းသမားတွေကတော့ကျွန်တော်မနက်ကနော်10ပတ်တီးပေးခဲ့တယ်696ကီးပေးခဲ့တယ်နော်ဒါပေမဲ့ကျွန်တော် main order ကွက်မရခဲ့ဘူးပတ်တီးတော့အောင်မြင်ခဲ့တယ်မနက်ပိုင်းမှာနော်31ပတ်တီး1ပတ်တီး31ထွက်ခဲ့တယ်ပတ်တီးအောင်မြင်ခဲ့တယ်ပေါ့နော်ညနေပိုင်းမှာဆိုလို့ရှိရင်နော်696ကီးရကီးတစ်လုံးပြန်ကျခဲ့တယ်ကီးထိခဲ့တယ်ပေါ့ကဲနော်ကဲမွေးသမားတွေလည်းအောင်မြင်သွားပြီကျွန်တော်ရဲ့အဖွဲ့ဝင်တွေအောင်မြင်သွားပြီနော်ကဲကျွန်တော်အဖွဲ့ဝင်တွေအောင်မြင်သွားတဲ့အဖွဲ့ဝင်တွေကျွန်တော်ရဲ့ဗီဒီယိုအောက်လေးမှာနော်ကဲကိုနိုင်တဲ့ဘက်ကနေကိုယ့်အကိုအဆင်ပြေတယ်မပြေဘူးဆိုတာလေးတွေရေးပေးခဲ့ပါနော်အဖွဲ့ဝင်မွေးကွက်တွေအောင်မြင်သွားကျွန်တော်ပြောရနော်ကျွန်တော်ရဲ့မွေးကွက်တွေ share တွေပါနော်ဒါလေးအောင်မြင်သွားနေတိုက်ပတ်တီးအတွက်ကျွန်တော်ပြောတာလဲနော်နေတိုက်သမားတွေအတွက်လည်းမနစ်နာစီရဘူးနေတိုက်ကြည့်တဲ့ free သမားတွေရောအကုန်လုံးပဲမနစ်နာစီရဘူးကျွန်တော်အဆင်ပြေအောင်အများနဲ့ကြိုးစားပေးနေမယ်နော်ကဲအဖွဲ့ဝင်မှာကျွန်တော်ဒီလိုလုပ်ပေးတာမို့နေတိုက်ကြည့်တဲ့လူတွေကိုလည်းကျွန်တော်နော်စေတနာထားပြီးတော့တကယ်ကြိုးစားပေးတယ်ကျွန်တော်ဒီနေ့ဆိုလို့ရှင်နဲ့3ရက်လောက်ရှိပြီနော်ဖုန်းတွေတစ်ခွက်ခွက်နဲ့တူပြီးဆက်တယ်နော်ကျွန်တော်ဘက်ကအတက်နိုင်ဆုံးနဲ့အဆင်ပြေအောင်ကျွန်တော်ကြိုးစားပေးတယ်နော်ကဲကျွန်တော်ပြောချင်တာဘာလဲဆိုအကိုမတို့အတွက်အရင်အခက်ခဲတွေရှိနေတယ်နော်အဆင်မပြေဘူးဘာလို့ဘာကန်ရမလဲမသိဘူးဆိုတဲ့အကိုမတွေကကျွန်တော်စီလာခဲ့ပါကျွန်တော်မွေးကွက်လုပ်ပေးမယ်နော်နောက်ပြီးတော့ပတ်တီးလိုက်ချင်တဲ့အကိုမတွေကိုလည်းပတ်တီး share ဆိုတော့ထုတ်ပေးမယ်မွေးကွက်ထုတ်ပေးမယ်ကိုမတို့အဆင်ပြေမဲ့ပုံစံမျိုးကျွန်တော်လာပြီးပြောနော်အခက်ခဲရှိတာပဲဖြစ်ဖြစ်အခက်ခဲမရှိလို့ဒီတိုင်းစော့ကျင်တာပဲဖြစ်ဖြစ်လာရောက်ပြီးတော့မေးမြန်းပေးနော်မေးပြီးတဲ့ပုံမှာကျွန်တော်အကိုမတို့အဲ့ဒါမှကိုကြီးပေးလို့ရမှာနော်ကဲဘယ်လိုပြောရမလဲဆိုတော့ကိုယ်စိတ်နဲ့ကိုလိုက်တယ်တချို့တွေကြတော့ပျောက်ကနန်းဆိုဝင်နေဖြစ်နေအပျောက်ကနန်းယူဖိပြီးတော့မဲပြီးကြားနိုင်ခြင်းဝင်နေဖြစ်တယ်ဒီနေ့ဖြစ်တယ်တော့မသိဘူးကျွန်တော်မနေ့ကပြောခဲ့တယ်696ကနန်း3လုံးဒီမခွေဘူးအခုကျွန်တော်ကီးတဲ့မှာတစ်လုံးတော့ကြာပေးရမယ်696ကလည်းဘာလို့လဲဆိုတော့သူကနှစ်ကြိမ်ကြံတယ်ဗျာနှစ်ကြိမ်4ပွဲကြံတော့သူကတစ်လုံးတော့မဖြစ်မနေကြာပေးရမှာသိလားအဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုမလေးကျွန်တော်ပြောတာ696ကီးဒီတစ်လုံးပဲကြာမယ်ကျွန်တော်ပတ်တီးနဲ့မတွဲခဲ့เนาะဒါပေမဲ့4540ခွန်ကကျွန်တော်မွေးကွက်ပေးရတာ4540ခွန်40เนาะဒါတော့ကျွန်တော်ဖွဲ့ဝင်တွေအတီဆုံးပါเนาะကဲကျွန်တော်ဗီဒီယိုအောက်လေးမှာကျွန်တော်ဖွဲ့ဝင်တွေကိုတွေ့ကြပါလေเนาะကဲဒီဗီဒီယိုလေးကိုကြည့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်အဖွဲ့ဝင်ပတ်တီးလက်အောင်သွားပြီမွေးအောင်သွားပြီเนาะဆိုတော့ကျွန်တော်ဒီမှာလာရောက်ပြီးတော့ဟင်းဖြစ်ပေးပါเนาะကဲနောက်အစ်စ်အကိုမတွေဖွဲ့ဝင်ခြင်းနဲ့အစ်စ်အကိုမဦးလေးအတော်ညီကိုမောင်နှမတွေအားလုံးကြတော့เนาะဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ဖုန်းနံပါတ်ချပေးတာ Viber Channel link ကနေတစ်ဆင့်လဲလာရောက်မေးလို့ရတယ်လို့เนาะနောက်ပြီးတော့ဖုန်းဆက်ပြီးလဲမေးလို့ရတယ်เนาะဗီဒီယိုအောက်မှာကျွန်တော်ဆက်သွယ်ပြီးလဲဖုန်းနံပါတ်တွေချပေးတာအဲ့ရတစ်ဆင့်เนาะလာရောက်မေးမြန်းနိုင်ပါဗျအားလုံးပဲเนาะမင်္ဂလာရှိသောနေ့လေးဖြစ်ပါကဲ let's go 9ရက်8လ2026အပိတ်ပွဲเนาะအပိတ်ပွဲဆိုတော့လုံးဝရေးကြည့်သွားပြီကျွန်တော်တို့เนาะပိတ်ပွဲရေးကြည့်သွားပြီရေးကြည့်သွားပြီဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဘယ်လိုလုပ်မလဲဘယ်လိုကင်မလဲเนาะဆိုတာလေးတွေကိုကျွန်တော်ဒီမှာနေတိုက်လေးမှာကျွန်တော်ရဲ့ main share ပတ်တီးနဲ့ကီးလေးနဲ့ကိုတွဲပြသွားပေးမယ်เนาะကဲအရှုံးများနေတယ်ကျွန်တော်ကျမတို့ဆရာကြီးတိုင်နေတော့ပတ်နေတယ်ကိုကြီးပေးပါအောင်ဟိုနင်းဖြစ်ပေးပါအောင်ဒီဗီဒီယိုကြည့်ရင်အဖြေထွက်သွားလိမ့်မယ်เนาะကဲကျွန်တော်ကဏ္ဍအဖြစ်6ကိုနှလုံးမဲ့ကြံတယ်696 power နက်ခတ်အတွက်ကဏ္ဍ3လုံးဒီ4ကြခဲ့တဲ့အတွက်6ကိုနက်ခတ်တစ်စုံကြံမယ်เนาะကဏ္ဍအဖြစ်လဲကျွန်တော်တို့เนาะ power ကြသွားပြီညီကိုကြသွားပြီ10ပြည့်တွေကြတယ်ဘူပရိတ်တွေကြတယ်เนาะအပူနဲ့နက်ခတ်ပဲကြံတယ်เนาะကြံကဏ္ဍ3လုံးကလည်း6ကိုဖြစ်တဲ့အတွက်နက်ခတ်တစ်စုံဖြစ်နေတယ်เนาะကဲကျွန်တော်တို့မနက်ဖြန်မှာနက်ခတ်ပဲကြံသွားမလား69နှလုံးကြံမလားနက်ခတ်ပဲကြံမလားဒီဗီဒီယိုမှာကျွန်တော်သေချာလေးရှင်းပြသွားပြီเนาะကဲအဲ့ဆိုရင် let's go ကျွန်တော်နေတဲ့ကိုသွားမယ်ကျွန်တော်ဒီနေ့ကြာခဲ့တယ်เนาะမနက်ပိုင်းမှာကျွန်တော်တို့3တက်ကြာတယ်ညနေပိုင်းမှာ4 5ကြာတယ်1 3 4 5ဆိုတဲ့အတိုင်းเนาะကဲ1 3ဒီပေါင်းကြီး4ဖြစ်တယ်เนาะ4 5ဒီပေါင်းကြီး9ဖြစ်တယ်เนาะ power break ကြာသွားတယ်เนาะ break အဖြစ် power break ကြာတယ်အဲ့အတွက်ကြောင့်မလို့เนาะကျွန်တော်တောက်ကြံနေအပိတ်ပွဲမှာကျွန်တော်မဖြစ်မနေပတ်ထားမဲ့ပတ်တီးရဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့เนาะ2နဲ့4နဲ့ဖြစ်4ဖြစ်ပတ်တီးရ2 4ဖြစ်เนาะပတ်တီးဒီ main share ပတ်တီးဒီ2 4ဖြစ်မယ်ဒီကိုကျွန်တော်ထုတ်ပေးမယ်ဒီကိုဘာထုတ်ပေးမလဲဆိုတော့ကျွန်တော်ကပုံမတွေကို2 4ပတ်တီးနဲ့ကျွန်တော်ဒီပါတော့မယ်เนาะပေါ်3ညပေါ်3ညเนาะပေါ်3ညဘာဖြစ်မလဲတွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ပေါ်3ညဒီပုံလုံးပေါ်3ညဖြစ်เนาะပေါ်3ညဖြစ်ပြီးပြီးဖြစ်မယ်2 4ဒီပတ်တီးဖြစ်မယ်ကျွန်တော်တို့2ခွန်20နှစ်တည်း4ခွန်40 4တည်းဖြစ်မယ်4ခွန်40 4တည်း2ခွန်20နှစ်တည်းเนาะအဲ့ထဲမှာမှကျွန်တော်ပုံမတွေကို main share เนาะလက်ဆောင်နှစ်ခွက်ထပ်ထုတ်ပေးဦးမယ်ကဲလက်ဆောင်ကဏ္ဍလေးရဆိုလို့ရှိရင်ကျွန်တော်เนาะကဲ4နဲ့ဆိုလို့ရှိရင်ကျွန်တော်40ခွန်တစ်ခွက်ကိုလက်ဆောင်ပေးခြင်းတယ်4နဲ့ဆိုရင်40ခွန်เนาะ tip plate က4ခွန်ကြာမှာ38ထွက်ရင်4ခွန်ထွက်တယ်เนาะ4ခွန်တစ်ခွက်လက်ဆောင်ပေးမယ်ကိုကျွန်တော်2နဲ့ဆိုလို့ရှိရင်2တစ်ခွက်เนาะ21
နှစ်တစ်ဆိုတဲ့ပေါ်လက်ဆောင်နှစ်တစ်နဲ့4ခွန်လက်ဆောင်ပါ4ခွန်44တင် main ဩကွာเนาะ2ခွန်20နှစ်တင် main ဩကွာနှစ်တစ်နဲ့4ခွန်ကြီးเนาะလက်ဆောင်ဖြစ်ပတ်သီးအတွက် share ပါเนาะမနေ့တော့နေတိုင်းပြောရနော်အစ်စ်တွေဗီဒီယိုနော်အခုမှစကြည့်တဲ့လူတွေပေါ်လာလို့နော်ကျွန်တော်ထက်ကဒါတင်ပြရခြင်းဖြစ်တယ်နော်အဲ့တော့ကြောင့်မလို့ပတ်သီးတော့က share ပါ share ဆိုမှ share ပါနော်နှစ်လေးပတ်သီးကြီး share ဖြစ်တယ်မနက်ပိုင်းမှာဥပမာကိုလိုမတို့အနေနဲ့မနက်ပိုင်းမှာ1000မိုးပတ်လိုက်လို့1000မိုးပတ်လိုက်လို့နော်1000မိုးပတ်တဲ့လူကညနေပိုင်းကျ2000 3000ရဲပတ်ကြိုက်တဲ့လောက်ပတ်မနက်ပိုင်းမှာ1000မိုးနိုင်တဲ့လူလက်ကြီးကမှ1000မိုးပတ်နိုင်တဲ့လူညနေပိုင်း2000 3000မျက်စိစုံမပြီးပတ်ထားပါနော်ဒီပတ်သီးတော့ကျွန်တော်ဘက်က share လုပ်ပေးတာပါနော်အားလုံးပဲစိတ်ချမ်းသာကြကိုရမှကျွန်တော်ပြည့်စုံကြပါနော်ကဲအဖွဲ့ဝင်လာမဲ့အကူမတွေကိုနော်နားမလည်ရချင်းလာရိုးဖုန်းဆက်ပြီးမေးမြန်းနိုင်ပါနော်ဗီဒီယိုရဲ့အောက်မှာဖုန်းနံပါတ်လေးချပေးခဲ့ပါဗျနော်အားလုံးပဲအဆင်ပြေကြပါကြံအောင်ကြအောင်မြင်ကြပါဗျဘုလက်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါဗျပိတ်ပွဲမှာငါ့ကူမတွေအားလုံးအောင်မြင်ကြပါ